ဘင်္ဂလားညာချမ်းလေးပါမျိုးတို့ရေဒီနေ့ဘလို့လဲနေကုန်အဆင်ပြေကြလားခုမကျော်350ခွေဘူးမှာမိန်းလေးကွက်ရေးပေးခဲ့တယ်ပြင်ဟူသေး2ရက်အတွင်း3ညပိုင်းမှာတော့3ည3 3ည8ဆိုပြီးတော့မရေးခဲ့တာပေါ့ဒါပေမဲ့60ထွက်သွားတော့မိန်းကွက်တော့လွဲတာပေါ့ဗျာမနှက်ညတော့နေကုန်မှန်မယ်လို့တော့ထင်တယ်ဗီဒီယိုဝင်ကြည့်တဲ့လူတွေကတော့ကြားကြမယ်လို့တော့ထင်ပါတယ်နော်ကြားလို့ရှိရင်လည်းလိုက်ကွန်မန့်လေးတော့နည်းနည်းလေးတော့အောက်ကရေးပေးခဲ့အောင်နော်အကိုတို့မတို့ရေးခဲ့တဲ့နော်လိုက်တစ်ချက်ကွန်မန့်တစ်ကြောင်းလေးကအားဖြစ်တာပေါ့ဗျာတနည်းပြောရင်တော့မြောက်ပေးဂွေးတောင်ကတာပေါ့ဗျာပေါက်ပါတယ်တို့ဘာတို့ဝင်ရေးလို့ရှိရင်ကျွန်တော်တို့ကဒီမှာဝမ်းသားလုံးလေးစိုးပြီးထပ်ပြီးရှာတာပေါ့မူတွေကိုနော်အခုလဲဒါသေးကြမှာထိုးရမယ်အပူးမပါလေးလုံးခွေလေးဟိုလာပြတာပေါ့နော်ဒီမူကကျွန်တော်2025ဒီနောက်ဆုံးဖြစ်စဉ်က2025ကျွန်တော်အောင်ခဲ့တဲ့မူလေးပေါ့2025မှာကျွန်တော်အောင်ခဲ့တဲ့မူပေါ့ဒီဖြစ်စဉ်ကဒါ2025မှာဖြစ်ခဲ့တာနော်အဲ့မှာကျွန်တော်အောင်ခဲ့တဲ့မူလေးပေါ့ကဲဟူးနေ့မှာအလဲ36နော်63မဟုတ်ဘူးဟူးနေ့မှာအလဲ36ဒဲထွက်လို့ရှိရင်နော်အပူးမပါလေးလုံးခွေမာကြည့်ပထမပင်မှာနော်ပထမပင်မှာနှစ်ခွန်နော်ဒီမှာခွန်ရှစ်ဒုတိယပင်မှာရှစ်ကိုနော်တတိယပင်မှာဒီမှာခွန်နှစ်နော်စတုတ္ထပင်မှာဒီမှာနှစ်ရှစ်တတိယပင်မှာပစ္စမပင်မှာဒီမှာ6ခွန်နော်စတ္တမပင်မှာဒီမှာ6ခွန်တတမပင်မှာဒီမှာ2ခွန်စုပေါင်းပေါ့အခုဖြစ်စဉ်နဲ့ဆိုဒါ2012ကနေမှ2026ပေါ့အခုဖြစ်စဉ်နဲ့ဆိုရင်ဒါ10ပင်ရှိမယ်ဒါနောက်ဆုံးဖြစ်ခဲ့တာဒီ2025အဲ့မှာ2ခွန်8ကိုအပူးမပါအခွေဟာဟို3ရက်အတွင်းဆင်းတာပေါ့ဒါပေမဲ့ကျွန်တော်ကသေးကြ2ရက်ကိုယူထားတယ်2ရက်ကိုယူထားတဲ့ဖြစ်တဲ့ဒီ2ခွန်8ကိုရဲ့မူအထောက်ပေါ့နောက်ထပ်တမူကိုကျွန်တော်ထပ်ပြမယ်နော်2ခွန်8ကိုအခွေကိုဘာလို့ဖမ်းလဲဆိုတဲ့ဟာကိုဟိုသေးကြမှာဖမ်းလဲဆိုတဲ့ဟာကိုနော်ဒီမှာထပ်ပြမယ်ဒါမနေ့ကဖြစ်ခဲ့တာပေါ့ဗျာမနက်ထိုင်းပါဝါဖိုခနောက်ထိပ်ပိတ်ဖိုခနောက်ညီကိုဆိုတဲ့ဖြစ်စေရတယ်လို့ထိုင်းပါဝါဖိုခနောက်ဆိုတာဒီမှာ131ဒါမနက်ပိုင်းမှာတီးတဲ့ထိုင်းပါဝါဖိုခနောက်ဖြစ်တယ်ထိပ်ပိတ်ဖိုခနောက်ညီကိုဆိုတာဒီမှာ131မှာနော်ဒီမှာထိပ်ပိတ်ထိပ်ညီကိုဖိုခနောက်ပေါ့အဲ့ဒီဖြစ်စေမှာအဲ့လိုဖြစ်စေရတာ2012ကနေမှ2026ထိကိုဒါနဲ့ဆို9ပင်မှာသူက3ရက်အတွင်းမှာတချို့ကလည်း1ခွန်8ခွေယူတယ်နော်ကျွန်တော်ကတော့ဟိုပါပေါ့3လုံးခွေယူလိုက်တာခွန်8ဒီမှာပထမပင်မှာခွန်8ထွက်တယ်ဒီမှာခွန်98ဒီမှာ88ဒီမှာခွန်9ဒီမှာ89ခွန်8ဒီမှာ8ခွန်အဲ့တော့ဒီနေ့တရက်ကပြီးသွားပြီအဲ့တော့ဒီကြံ2ရက်မှာဒီခွန်89ခွေဘူးကထွက်ရမယ်အဲ့တော့မူရပေါ့နော်ထုတ်ထွက်ရမယ်ဆိုအတိအကျတော့မဟုတ်ဘူးပေါ့ဗျာမူရပေါ့မူရထွက်ရမယ်အဲ့မှာဒီမှာခွန်89ခွေဘူးပြီးသွားလို့ရှိရင်ဒီနေ့ဖြစ်စဉ်ရဲ့ထပ်ဖြစ်တဲ့ဒီမှာအခုနေ့အလဲ36မှာ2ခွန်89ခွေအပူးမပါခွေပေါ့အဲ့တော့ကျွန်တော်ကမူနှစ်ခုပေါင်းလို့ရှိရင်တော့ဗျာခွန်89ခွေဒီ main ပေါ့အဲ့မှာတကွက်ကောင်း89နော်89ကိုကျွန်တော် main ဖမ်းပါတယ်ဒုတိယအရန်ပေါ့အရန်ကတော့ခွန်8အဲ့တော့အဲ့နှစ်ကွက်ကို main ဖမ်းပါတယ်အဲ့တော့သေးကြမှာကစားမှာဒီနောက်ဆုံးအချုပ်ပေါ့ဗျာသေးကြမှာကစားမှာဒီ2ခွန်89အပူးမပါအခွေ main 89ရန်ခွန်8အဲ့ဆိုတော့ရလောက်ပြီထင်ပါတယ်နော်ဗီဒီယိုလေးကိုအစားဆုံးကြည့်ပြီးသွားလို့ရှိရင်လည်းနော် like and subscribe လေးတော့လုပ်ပေးခဲ့ကြအောင်ပေါက်ရင်လည်းပေါက်ပါတယ်ပေါ့ဗျာရှာပေးရတဲ့လူအားရှိအောင်လို့ပေါ့နော်ကဲအားလုံးပဲ good luck ပါနော်
ဒီအခွေထွက်တော့မှပဲပြန်ဆောင်သွေးကြတာပေါ့